Okay ဒီနေ့မှာတော့ဖုန်းဝယ်တဲ့အခါမှာဖုန်းအဝယ်မမားစေဘူး commercial reviewer တွေထည့်တဲ့ဂျင်းတွေကိုမမိစေဘူးအတွက်အတိကိုတည်ထားမယ့်အချက်လေးတွေကိုပြောပြရမယ်အဓိကတော့လူအဝယ်များတဲ့ budget စီရင်တစ်ခုပေါ့တရားတကူကတော့မိတ်ဆွေဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသားမယ်ဆိုလို့ရှိရင်တော့ဖုန်းဝယ်ထားနေကြလို့ရှိရင်ဘယ်ဖုန်းကောင်းလဲသူများကိုလည်းမေးနေကြမလို့ပဲနဲ့ကိုယ်စိတ်တိုင်းကဝယ်သွားနိုင်မှာဖြစ်တယ်လို့တစ်ဆက်တည်းမှာပဲဂျင်းချောင်းနိုင်မှာဖြစ်ပါတယ်ပုံမှန်အဖြစ်တော့လူအများစုကဖုန်းဝယ်တော့မယ်ဆိုရင် review video လေးတစ်ခုခုသွားကြည့်လိုက်ရမှာပြလို့ရှိရင်သွားဝယ်လိုက်တဲ့တချို့ကြောင့်လည်းအဆင်ပြေသွားတာရှိမယ်တချို့ကြောင့်လည်းတင်မလားအထင်နဲ့အမြင်လုံးဝဆန့်ကျင်ဘက်ဆိုတာမျိုးတွေကြုံတွေ့ရတယ်ဒါကပုံမှန်ပဲဘာလို့ဆိုတော့ဖုန်း reviewer ထဲမှာဆိုရင် commercial reviewer ဆိုတာရှိတယ်တချို့ကြောင့်လည်းဆိုင်ဝန်ထမ်း reviewer လေးပေါ့သူတို့အနေနဲ့ဖုန်းတစ်လုံးကို review လုပ်မယ်ဆိုလို့ရှိရင်limit လေးရှိတယ်ဥပမာဒီဖုန်းတစ်လုံးရဲ့အကြောင်းမကောင်းတဲ့အချက်လေးရှိမှဆိုရင်တော့မှသူတို့မှာကဒီ brand image ကိုထိန်းရတာမျိုးရှိတဲ့အတွက်သိပြီးတော့အားနည်းချက်တွေကိုပြောနိုင်မှာမရှိဘူးဆိုတော့ reviewer တွေပြောတိုင်းလည်းမယုံနဲ့ကျွန်တော်ပြောတိုင်းလည်းမယုံနဲ့အများနဲ့ကိုယ့်ရဲ့ယုံကြည်မှုကို90%လောက်မှာပဲထားအဲ့တဲ့အကောင်းဆုံးနည်းလမ်းတော့ကိုယ်တိုင်ကဖုန်းအကြောင်းကိုအရင်အကျွမ်းကြီးတော့မဟုတ်ရင်တော့မှအခြေခံတော့သိရင်ပို့ပြီးတော့မှအဆင်ပြေတယ်ဆိုတော့ဒီနေ့မှာကိုလိုအားလုံးအတွက်ဖုန်းဝယ်တဲ့အခါမှာတိကိုတည်ထားမယ် basic ကြတဲ့အခြေခံအချက်လေးကိုပြောပြရမယ်ပထမဆုံးဈေးတိုင်း5သိန်းအောက်မှာရုပ်ရှင်ကြည့်မယ် social media ဘိုင်းသုံးတယ်တချင်နာတော့မယ်ဆိုတဲ့သူတွေကျွန်တော်ပြပြရမယ်ဥပမာနေတဲ့မိတ်ဆွေက Infinix Smart 9ဆိုတဲ့ဖုန်းကိုဝယ်ယူနေဆိုပါတော့ဒီခါမှာပထမဆုံးလောကမှာကကိုယ့်ရဲ့ဖုန်းတွေက Chrome browser တွေကိုတော့အပေါ်ဆုံး search bar မှာ Infinix Smart 9 Spot ဆိုပြီးတော့ရိုက်ချလိုက်အပေါ်ဆုံးမှာ GSM Arena ဆိုတဲ့ website တွေကိုဝင်လိုက်တာနဲ့ Infinix Smart 9မှာသုံးပြီးထားတဲ့ဖုန်းကြောင်း specification အားလုံးကိုတနေရာထဲမှာကြည့်လို့ရတယ်ဆိုတော့ resolution အနေနဲ့ဆိုရင်920 pixel ဆိုတဲ့ HD plus resolution ကိုရွေး refresh ဆိုရင်90 Hz လောက်က budget စီထဲမှာအဆင်ပြေဆိုရင်လည်းအခုနောက်ပိုင်း budget စီထဲမှာကျွန်တော်တို့ခက်စိတ်စိတ်တွေ့လာတာက190 Hz ဆိုတော့ဖြစ်နိုင်လို့ရှိရင်တော့190 Hz ပါတဲ့ဖုန်းလေးတွေကိုရွေး190 Hz ရဲ့အားသာချက်ကကျွန်တော်တို့ဒီ screen အရွယ်တွေဖုန်းသုံးတဲ့အခါမျိုးတွေမှာ smooth ဖြစ်မြန်ဆန်နဲ့အသုံးပြုလို့ရသေးတယ် display အနေနဲ့ဆိုရင်သူက budget စီထဲမှာ IPS LCD display နဲ့ပဲလားဆိုတော့အဲ့ဒီဘက်မှာတော့အများကြီးပြောကြရမရှိဘူးကျွန်တော်အခုပြောတဲ့အချက်ရဲ့အပေါ်မှာပြောတဲ့အချက်တွေကမိတ်ဆွေရဲ့ဖုန်းမှာရှိနေမယ်ဆိုရင်တော့ရုပ်ရှင်ကြည့်ဖို့ social media ဘိုင်းသုံးဖို့အတွက်လုံလောက်နေပြီလို့ပြောလို့ရတယ်အဲ့ဒါကမှပိုကောင်းချင်ရင် speaker ဘိုင်းမှာ stereo speaker သုံးမိရတဲ့ဖုန်းတွေstereo speaker ကကျွန်တော်ပုံမှန်အဖြစ်တော့ budget စီထဲမှာတိတ်ပြီးတော့တွေ့ထားမရှိဘူးဒါပေမဲ့အခုနောက်ပိုင်း budget ဖုန်းတွေမှာကျွန်တော်တို့ခက်စိတ်အပေါ်မှာပြောလို့ခက်စိတ်တွေတွေ့လာတာဖြစ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်တော့ stereo speaker ပါတာလေးကိုရအောင်ပြီး stereo speaker ရဲ့အားသာချက်ကပုံမှန်တော့ speaker တွေထက်အတန်ထွက်ကျဲတယ်ကြည်ရဲ့ noise gain ဆိုတဲ့အားသာချက်လေးတော့ရှိတယ်နောက်ဆုံးတစ်ချက်ကကျတော့အဆုစီပိုင်းကျွန်တော်ပုံမှန်ပြောခဲ့တဲ့အချက်တွေအားလုံးကြားမယ်ဆိုလို့ရှိရင်တော့တခြားသောအပိုင်းလေးတွေမှာအားနည်းသွားနိုင်တယ်ဥပမာနဲ့ပြောမယ်ဆိုရင်တော့ဒီ SOC တို့ camera ဘိုင်းတို့SOC ဆိုလို့ရှိရင်ကျွန်တော်တို့က Helio G85 လောက်ကိုအနေနဲ့ထားပြီးတော့ဝယ်ဖြစ်နိုင်လို့ရှိရင်အကောင်းဆုံးကတော့ Helio G90 နဲ့အထက်ကိုထားဝယ်အဲ့ဒါတော့အကောင်းဆုံးပဲနောက်ထပ်9သိန်းရောက်မှာဂိမ်းဆော့ကျင်တဲ့တွေအတွက်ကိုယ့်ဖုန်းမှာရှိထားတဲ့ SOC က Helio G90 လောက်ကအနှိမ့်ဆုံးထားပြီးတော့ရှိတဲ့ကျွန်တော်ကပြောပါကျွန်တော်တို့ဒီ Helio G90 ဆိုတာလည်း game soft လို့ခေါ်တဲ့ SOC တော့မဟုတ်ဒါပေမဲ့ကျွန်တော်တို့ mobile legend လို့ဘာညာ game အတွက်ကတော့တနေ့မှာ3နှစ်ခွဲလောက်ပဲဆော့မယ် graphics setting လေး short ဆော့မယ်ဆိုရင်တော့ပြင်ဆော့ရတာအရင်ကြီး smooth မဖြစ်ဘူးဆိုရင်တော့မှဆော့လို့အဆင်ပြေတဲ့မှာတော့ထည့်ထားလို့ရတယ် Snapdragon တွေကဆိုလို့ရှိရင် Snapdragon 4 Gen လောက်ကစဝဲအဆင်ပြေကျွန်တော်အခုပြပြပေးခဲ့တာကကျွန်တော်တို့ mobile legend game အတွက်လောက်ပဲတခြားသော patch ဘာညာအတွက်ဆိုလို့ရှိရင်တော့ဒီဈေးတန်းမှာမရှိဘူးဒါပေမဲ့ second ဈေးကွက်တစ်ခုမှာတော့ရနိုင်တယ် camera ကောင်းတာလို့ကျွန်တော်တွေ့ရဆိုရင်တော့ကျွန်တော်ပြပြနိုင်မယ်ကျွန်တော်ပုံမှန်ပြပြပေးခဲ့တဲ့ display ဘိုင်းနဲ့ speaker ဘိုင်းနဲ့ SOC ဘိုင်းနဲ့ဒီဘိုင်းတွေမှာကျွန်တော်ပြောခဲ့ရတဲ့အကုန်ရှားနေပြီဆိုရင်တော့သေချာပေါက် camera ဘိုင်းမှာအားနည်းသွားလိမ့်မယ် camera megapixel အနေနဲ့ဆိုရင် main lens ကို13 megapixel တို့ selfie ဆိုလည်း5 megapixel တို့ megapixel လေးတွေကိုအဖြစ်လေးလုပ်ပေးကြတယ်ကျွန်တော် megapixel များတဲ့ဖုန်းကိုရပြန်ပြီဆိုတော့လေကျွန်တော်ပုံမှန်ပြောခဲ့တဲ့ display ဘိုင်းနဲ့ speaker ဘိုင်းနဲ့ SOC ဘိုင်းတွေမှာအားနည်းသွားပြီအောင်ဆိုတော့ budget ဖုန်းတွေကိုဝယ်ရတာဘာနဲ့တွားတွေ့လဲဆိုရင်ကျွန်တော်10တန်းနဲ့တော့သင်ခဲ့ဘူးတဲ့တစ်ခုကိုလိုချင်တစ်ခုကိုစွန့်လို့ရမယ်ဆိုတဲ့ဟာနဲ့တွားတွေ့တယ် camera ကောင်းတာလို့ချင်တဲ့တွေအတွက်ဆိုလို့ရှိရင်တော့ဖုန်းတစ်လုံးမှာ megapixel ကိုအနည်းဆုံး50 megapixel လောက်ကစောက်ရယ်ဖုန်းတစ်လုံးမှာ camera ကောင်းမကောင်းဆိုတာက megapixel တစ်ခုတည်းကိုကြည့်ပြီးတော့ဆုံးဖြတ်လို့မရဘူးတခြားသော sensor site တွေ aperture site တွေဒီဟာတွေပေါ်လဲကြည့်ပြီးတော့ဆုံးဖြတ်ရသေးရဆိုပေမဲ့ဒီ budget ဈေးမှာတော့အဲ့ဒီဟာတွေအဲ့လောက်ထိအရေးမကြီးဘူးဘာလို့ဆိုတော့ budget ဖုန်းတွေမှာ formula တစ်ခုပဲရှိတယ်အဲ့ဒါကအလင်းရောင်အားကောင်းတဲ့နေရာမျိုးမှာရိုက်မယ်ဆိုရင်ပုံထွက်ကအဆင်ပြေမယ်အလင်းရောင်အားနည်းတဲ့နေရာမျိုးမှာရိုက်မယ်ဆိုရင်တော့တေချာပေါက်အဆင်မပြေဘူးဒီ formula တစ်ခုပဲရှိတယ်ဆိုတော့ megapixel အနေနဲ့ဆိုရင်သူက15 megapixel လောက်ကအနည်းဆုံးထားပြီးတော့စဝဲအကောင်းဆုံးနည်းလမ်းတော့ကိုယ်တိုင်ကိုယ်စားဆိုင်ဝင်သွားဆိုင်မှာကိုယ်ဝယ်မဲ့ဖုန်းကိုကင်မရာတက်တေချာလေးကိုမှစမ်းကြိုက်မှာဝယ်အဲ့လိုမျိုးကိုယ်တိုင်စမ်းသက်ဝယ်လို့ရမယ်ဆိုင်ရှာနေမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ AP1 မှာကိုယ်တိုင်စမ်းသက်ပြီးမှဝယ်နိုင်တယ်ကြိုက်မှာဝယ်မကြိုက်ထားခဲ့လိုက်ဒီလိုမျိုးလေးတော့ရှိတယ်ဆိုတော့ကျွန်တော်ဒီနေ့မှာပြပြပေးခဲ့တာကတော့ဖုန်းဝယ်တဲ့အခါမျိုးမှာ
commercial reviewer ထည့်တဲ့ဂျင်းတွေကိုမမိစေဘူးပြောလို့ချင်ဖုန်းဝယ်တဲ့အခါမှာသူများတွေကိုဘယ်ဖုန်းကောင်းလိုက်မင်းနေကြမလို့ပဲနဲ့ကိုယ်စိတ်တိုင်းကြကိုယ်တိုင်ကိုယ်ကြဝယ်နိုင်ဖို့တိကိုတည်ရမယ့်အချက်လေးတွေကိုပြပြပေးခဲ့တာဖြစ်ပါတယ်ဆိုတော့နောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကဒီလိုမျိုး knowledge နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖုန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒီ review နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာလို့ကျွန်တော်ကို like and share လုပ်ပြီးကိုညီပေးသွားလို့ရတယ်လို့အများနဲ့စောင့်ကြည့်ပေးပါအောင်လို့ပြောနေပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုဒီမှာပဲရနာခွင့်ပြုပါတချို့ပေးခဲ့ကြတဲ့ဘော်ဒါတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါလို့ပြောနေပဲကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါဦး